အားလုံးပဲမင်္ဂလာပါဆယ်လိုထရာဗယ်ကနေ new tweet စာနဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပေးချင်တာကတော့ညီမတို့နဲ့အနီးဆက်ဆုံးနေရာမှာရှိပြီးတော့လဲပတ်ဖို့အကောက်ဆုံးဖြစ်တဲ့ထိုင်းနိုင်ငံကလဲပတ်ဖို့အကောက်ဆုံးနေရာ10ခုကိုနံပါတ်30ကနေ1အထိပြပေးချင်ပါတယ်အဲ့တော့ညီမတို့လိုက်ပြီးတော့ကြည့်ကြပေးပါဦးနော်ပထမဆုံးနံပါတ်30အနေနဲ့ဖတ်တရားဆိုတာကတော့ကန်းစီလှလှလေးနေစီပြည့်နေရမှာမဟုတ်ပါဘူးနောက်ဘက်ဆိုရင်ရောက်စုံမီးတွေနဲ့တောက်ဝေလှုပ်ရှားနေတဲ့ Walking Street ကနိုင်ငံတကာခီးသွားတွေအတွက်အကြိုက်ဆုံးနေရာတစ်ခုပါ။ဒါအပြင်တစ်သားတွေစီပဲအသုံးပြုပြီးတော့အနုစိတ် Twin 2 တိဆောက်ထားတဲ့ Century of True လို့အမခန့်အဆောက်အုံကြီးနဲ့ရေပေါ်ကစားနည်းပေါင်းစုံကိုစော်ကစားနိုင်တဲ့ Coral Island ကိုလန်တို့တည်ရှိပါတယ်။ဖတ်တရားကိုရောက်ပြီးတော့ Walking Street ကိုလမ်းမလျှောက်ခဲ့ဘူး။ Century of True ကိုမဝင်ခဲ့ဘူးဆိုရင်တော့ပတ်တရားကိုရောက်တယ်လို့မမြည်ပါဘူးနော်။နံပါတ်9အယုဒ္ဓယထိုင်းနိုင်ငံရဲ့ရှေးဟောင်းသမိုင်းဝင်မြို့တော်ဟောင်းကြီးဖြစ်တဲ့အယုဒ္ဓယကသမိုင်းဝါဒနာရှင်တွေအတွက်တော့တကယ့်ကိုနှိပ်ပန်ပုံပါပဲရှေးဟောင်းဘုရားပထိုးတွေကြားမှာစပိန်လေးစီးပြီးတော့လဲပဲ့ရတာကတကယ့်ကိုအရသာတစ်မျိုးပါအထူးသဖြင့်ညောင်ပေအမြင့်တွေကြားမှာအံ့ဩဖွယ်တည်ရှိနေတဲ့ဗုဒ္ဓဆင်နုတော်ဝတ်မဟာသတ်ကကဘာကျော်ပါတယ်အယုဒ္ဓယကိုရောက်ပြီးတော့ဝတ်မဟာသတ်ကိုဝင်ရောက်ပြီးတော့မဖူးမြော်ခဲ့ဘူးဆိုရင်တော့အယုဒ္ဓယကိုရောက်တာကအချီးနှီးပါပဲနံပါတ်၈ဝါဟင်းဆိုတာကတော့ထိုင်းဘရင်တွေတိတ်ဆိတ်အေဂျင့်စွာအပန်းဖြေလေးရှိတဲ့ကမ်းခြေမျိုးလေးတစ်မျိုးပါမိသားစုနဲ့အေးအေးစစ်စစ်အပန်းဖြေဖို့စဉ်းစားထားရဆိုရင်တော့ဝါဟင်းကနံပါတ်1ပါပဲသမိုင်းဝင်နဲ့ဝါဟင်းမြဲထားဘူတာယုံလေးမှာဓာတ်ပုံရိုက်လို့လှတယ်လို့မျိုးညဘက်ရောက်ရင်လည်းစီကာတာညစီမှာလက်မှုပစ္စည်းတွေဝယ်ပြီးတော့ဒေတာစာတွေညီစမ်းနိုင်ပါသေးတယ်ဒါကြောင့်ဝါဟင်းကိုရောက်ပြီးတော့ရှေးဟောင်းသမိုင်းဝင်မြဲထားဘူတာယုံလေးမှာဓာတ်ပုံမရိုက်ခဲ့ဘူးဆိုရင်တော့ဝါဟင်းရဲ့အငွေ့အသက်ကိုအပြည့်အဝခံစားရမှာမဟုတ်ပါဘူးနံပါတ်9ကော်ဆန်မွေးအုံးမင်းတန်းတွေကြီးလီနေတဲ့ပင်လယ်ရေပပြားရည်နဲ့ကော်ဆန်မွေးကဇင်ကာ resort တွေအပြည့်ရှိတဲ့ကျွန်းလှလှလေးတစ်ခုပါ Fisherman Village မှာလမ်းလျှောက်ရင်းနဲ့ပင်လယ်စာလက်ဆက်တွေကိုစားနိုင်တယ်လို့မျိုးကျွန်းပေါင်း42ကျွန်းနဲ့ဖွဲ့စည်းထားတဲ့ Anton National Marine Park ကို speedboat နဲ့သွားလေရတဲ့အရသာကလည်းဘာနဲ့မှမလဲနိုင်ပါဘူးကော်ဆန်မွေးကိုရောက်ပြီးတော့ Anton Marine Park ကိုမသွားဖြစ်ခဲ့လို့ဆိုရင်တော့ကော်ဆန်မွေးရဲ့တဘာဝအလှတရားတွေကိုဆုံးရှုံးလိုက်ရတဲ့အတူပါပဲနံပါတ်6 Krabiထုံးကြောက်တောင်ကြီးတွေစိမ့်ပြောင်ရေကန်တွေနဲ့တဘာဝအလှတရားတွေကိုခန်းစားခြင်းသူတွေအတွက်ကတော့ Krabi ကအိမ်မက်တစ်ခုပါပဲထုံးကြောက်တောင်တွေဝန်းရံထားတဲ့ Railway Beach မှာကြောက်တောင်တိုက်နေတယ်လို့မျိုးတဘာဝရေပူစံ Emerald Pool မှာလည်းရေစိမ့်နိုင်ပါတယ် Krabi ကိုရောက်ပြီးတော့လေလေးစီထုံးကြောက်တောင်တွေကြားက Railway Beach ကိုချိန်မချခဲ့လို့ဆိုရင်တော့ Krabi ကိုရောက်တယ်လို့မပြောပါနဲ့နံပါတ်5ချင်းရိုင်ကတော့အမှုပညာနဲ့ဘီတုကလက်ရာတွေကိုခန်းစားခြင်းသူတွေအတွက်ပါမြန်မာလာအိုထိုင်းသုံးနိုင်ငံစုံရကဘာကျော်ရွှေတရိကန်ဒေတာ Grand Triangle ရှိတယ်လို့မျိုးဖြူဖွေးပြီးတော့ထူးခြားစမ်းပြတဲ့အဖြူရောင်ဘေးမှန်တော့ White Temple ဝရုံခုံးကမျက်စိတစုံလှပနေပါဒါကြောင့်ချင်းရိုင်ကိုသွားပြီးတော့ White Temple ကိုမရောက်ခဲ့ဘူးဆိုရင်တော့ချင်းရိုင်ကိုရောက်တာအချီးနှီးပါပဲနံပါတ်4ဖူခက်ထိုင်းနိုင်ငံရဲ့အကြီးဆုံးကျွန်းဖူခက်မှာတော့ကဘာကျော်ရေပေါ်ကစားနည်းပေါင်းစုံနဲ့အလှပဆုံးကမ်းခြေတွေရှိပါတယ်ပါတောင် beach မှာညဘက်ရောက်ရင် night life ကိုအပြည့်အဝခံစားနိုင်ပြီးတော့နေဘက်ဆိုရင်တော့ Sino Portuguese ဘီတုကလက်ရာတွေရှိတဲ့ Old Phuket တောင်မှာဓာတ်ပုံလှလှလေးရိုက်နိုင်ပါတယ်။ Phuket ကိုရောက်ပြီးတော့နေဝင်စည်းစာကြည့်ဖို့အကောင်းဆုံး Protect Cave နဲ့ Old Phuket တောင်ကိုမရောက်ခဲ့လို့ဆိုရင်တော့ Phuket ကိုတကယ်ရောက်တာမဟုတ်သေးပါဘူး။နံပါတ်3ချင်းမိုင်တောင်တန်းနေကြားကအေဂျင့်နဲ့ချင်းမိုင်မျိုးလေးကဒေသခံတွေရဲ့ရိုးရာယဉ်ကျေးမှုတွေကိုအနီးကပ်ခံစားနိုင်တဲ့နေရာပါစင်လေးတွေကိုတဘာဝအတိုင်းထိမ့်သိမ်းဆောက်ရှောက်ထားတဲ့ဆင်စခန်းတွေတနင်္ဂနွေနေတိုင်းဖွင့်တဲ့ Night Walking Street တွေကတကယ့်ကိုဆွဲဆောင်မှုရှိပါတယ်ချင်းမိုင်ကိုရောက်ပြီးတော့တောင်မော်ကအထွတ်မြတ်ထားရာ Dry ဆူသက်ဖရားကိုသွားပြီးတော့မဖူးမြော်ခဲ့လို့ဆိုရင်တော့ချင်းမိုင်ကိုတကယ်ရောက်တယ်လို့မမြည်ပါဘူးနံပါတ်2 Phiကျွန်း Phi Islandကမ္ဘာအလားပါဆုံးကျွန်းစုတွေကတစ်ခုဖြစ်တဲ့ Phi ကျွန်း Phi Island ကတော့ Hollywood ရုပ်ရှင်တွေရိုက်ကူးခဲ့တဲ့နေရာပါတင်မော်လေးစီးပြီးကျွန်းပတ်မယ်ရေရောက်ကတန်နာကြောင်တန်းတွေနဲ့ငါးလေးတွေကို snorkel လေးလုပ်ပြီးတော့ကြည့်ကြမယ်။ PP ကျွန်းကိုရောက်ပြီးတော့နာမည်ကျော်မာယာဘေးနဲ့ညစင်းရောင်ရေပြေရှိရဲ့ပီလာလက်ကုန်းကိုမမြင်ခဲ့ရအောင်ဆိုရင်တော့ PP ကျွန်းရဲ့အသက်ကိုမတွေ့ခဲ့ရတဲ့အတူတူပါပဲ။နောက်ဆုံးအနေနဲ့နံပါတ်1ဘန်ကောက်ထိုင်းနိုင်ငံရဲ့နှလုံးသဲဖို့မအိပ်မနေတဲ့မြို့တော်ကြီးဘန်ကောက်ပါ။တမိုင်းဝင် Grand Palace နဲ့ Wat Arun လို့ဖျားရီဖူးမလား။ချက်တူချက် Marketပတူနန်နဲ့ Icon Siano လိုနေရာတွေမှာအဝယ်စားကအစားအမတ်တရပစ္စည်းတွေအစုံဈေးဝယ်ထွက်မလား။ Yarwrap China Town မှာနာမည်ကြီး street food တွေစားမလား။အရာအလုံးကပြည့်စုံလုံးနေပါတယ်။ဘန်ကောက်ကိုရောက်ပြီးတော့ Grand Palace ကြီးရဲ့ဈေးဝယ်ဖို့နှိပ်ပန်ဖို့ဖြစ်တဲ့ချက်တူချက်ဒါမှမဟုတ် Icon Siano လိုနေရာတွေကိုမရောက်ခဲ့ဘူးဆိုရင်တော့ဘန်ကောက်ကိုရောက်တယ်လို့မသတ်မှတ်နိုင်ပါဘူး။
ဒီလိုလောက်ပါတဲ့နေရာလေးတွေကိုအလဲပတ်သွားဖို့စိတ်ကူးရှိတယ်ဆိုရင်တော့ Celo Travel ကိုအခုပဲဆက်သွယ်လိုက်ပါ။တဲ့အတွက်အကောင်းဆုံးခီးစဉ်တွေနဲ့ဝန်ဆောင်မှုတွေကအသင့်ဆောက်ကြနေပါတယ်ရှင်။